ကံကောပန်တပွင့်တပွင့်ရဲ့ပမာဏဟာနွားလှဲဘိန်းလောက်ရှိတယ်တဲ့ကံကောပန်ရဲ့ယနန်းဟာလေအောက်ကို10ယူဇနာလေအထက်ကို10ယူဇနာမွေးပြန့်ပြီးတော့နေလိမ့်မယ်သာတိပုတ္တရာဘလောက်ကြီးတဲ့ကံကောပန်ကြီးဆိုတာကြည်စံပရိသတ်လူတွေရဲ့တက်တန်းကလည်းနည်းနည်းနုံနုံတက်တန်းမှမဟုတ်ပဲနဲ့တသိန်းတန်းကြီးဆိုတော့အကုန်လုံးအပင်ကြီးတို့ဆိုလည်းအကြီးကြီးတွေနေပါကံကောပွင့်တပွင့်တပွင့်တောင်မှလှဲဘိန်းလောက်ရှိတယ်ဆိုတော့ဘုန်းကြီးတို့ပြည်သားတွက်ကြည့်ပေါ့ဘလောက်ကြီးမားတော့ဆိုတာအဲ့ဒီကံကောပန်းတွေကလည်းပဲဘုရားဖြစ်တဲ့နေ့ကစပြီးတော့ပွင့်နေလိုက်တာလုံးဝအပင်ပေါ်ကမကြွေကြပဲနဲ့ပရိနိဗ္ဗာန်စံတဲ့နေ့ကြတော့မှကြွေကြလာပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ရုပ်အလောင်းတော်ကိုပူဇော်ကြလိမ့်မယ်သာရိပုတ္တရာအဲ့ဒီဘောဓိကံကောပင်ကိုဘယ်ငှက်ကားမှဖြတ်ကျော်ပြီးတော့မပြန်ရဲဘူးတဲ့ကံကောပင်နာရောက်တဲ့ငှက်တရားကံကောပင်ကိုလက်ရရင်သုံးမပတ်ပြီးတော့မှအယုသေးပေးပြီးတော့မှပြန်သွားကြလိမ့်မယ်အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဖယပြိုင်ဝါဒပြိုင်မရှိဘဲနဲ့ဗုဒ္ဓဘာသာတစ်ခုတည်းပဲရှိလိမ့်မယ်သေသွားတဲ့လူတွေဟာနိဗ္ဗာန်ကိုဝင်ရင်ဝင်မဝင်ရင်နတ်ပြည်ဗြဟ္မပြည်ကိုပဲသွားကြလိမ့်မယ်တဲ့ငရဲသွားတဲ့လူမရှိဘူးတဲ့ဒါလောက်ကောင်းတော့ဆိုတာအရိမတေယဘုရားလက်ထက်မှာနတ်ပြည်ဗြဟ္မပြည်ကိုပဲသွားကြလိမ့်မယ်ငရဲသွားတဲ့လူမရှိဘူးတဲ့ဒါမင်းရှင်ဘုရားအပယ်လေးပုံမှာအပယ်ပုံသူအပယ်ပုံသားငရဲပုံသူငရဲပုံသားတွေမရှိဘူးလားဆိုတော့အသက်မရှိဘူးတဲ့အဟောင်းတွေပဲရှိတယ်တဲ့ဘာတွေပဲရှိတယ်အဟောင်းတွေပဲရှိတော့တို့ကအဲ့ဒီအဟောင်းစရင်ထဲမှာပါဖို့အရေးကြီးတယ်အဲ့ဒီမရောက်သွားဖို့အရေးကြီးတယ်အခုဒီဘဝမှာအကုသိုလ်တွေလှုပ်သူများတက်တာသူပြည်ကိုသူသားမယားစောကလေးမျိုးရဲတော့ဖရဲကြတဲ့ဟာလှုပ်ချင်တာတွေအကုန်လုံးတခါတည်းရှောက်ပါလှုပ်သွားငရဲရောက်သွားရောငရဲမှာခံနေတော်တော်နဲ့မလွတ်တော့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူတဲ့အချိန်မှာတော့မှငရဲကမကျွတ်နိုင်သေးဘူးဆိုရင်ပြိတ္တတွေအဟောင်းထဲမှာပါသွားပြီဘုရားရှင်ရဲ့တကူတော်ကြောင့်30ဘုံဟာပြိတ္တတွေအကာယံမရှိဘဲနဲ့အကုန်လုံးမြင်ရမယ်တဲ့အပေါ်ကိုမောကြည့်နတ်တွေမြမာတွေနတ်စည်းစိမ်တွေခံစားတာကိုမြင်ရမယ်အောက်ကိုလမ်းကြည့်ရင်လည်းပဲငရဲခံနေရတာတွေမြင်ရတော့ဘယ်သူမှအကုသိုလ်မလုပ်ရဲတော့ဘူးတဲ့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာအဲ့ဒီလိုမဟုတ်ဘူးတဲ့30ဘုံကဒိုးရိုပေါက်ကြီးတွေအကုန်လုံးမြင်ရတယ်တဲ့နတ်ပြည်ကိုလမ်းကြည့်နတ်သမီးနတ်သားတွေနတ်စည်းစိမ်ခံနေရတာမြင်ရမယ်ဗြဟ္မပြည်ကိုလမ်းကြည့်ဗြဟ္မာမင်းကြီးတွေနတ်စည်းစိမ်ဗြဟ္မာစည်းစိမ်တွေခံစားတာမြင်ရမယ်ငရဲကိုလမ်းကြည့်ငရဲသူငရဲသားတွေအမလေးပါလေးနဲ့ကဲမယူပါတစားစားနဲ့အော်ဟိညင်းယူပြီးတော့